23ရက်5လ2026တရက်တာနဲ့ပတ်သက်တဲ့တဏိတာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်အတိတ်ကအမှားတွေကိုနောင်တရမိတတ်တယ်မလိုအပ်ဘဲပူဆွေးဝမ်းနည်းနေပြီးတတ်တယ်ဖြည်းဖြည်းမှန်မှန်လှုပ်ဆောင်ရမယ်အရာရာအားလုံးဟာသူ့ဟာနဲ့သူ့အတိုင်းအတာနဲ့သူဖြည်းဖြည်းမှန်မှန်ဖြစ်လာလိမ့်မယ်အခွင့်အရေးကောင်းတွေရရှိမယ်ငွေဝင်မယ်လက်ရွှင်နေမှာဖြစ်တယ်ဒီနေ့အတွက်ဆောင်းဝါရှောင်းမဲ့ရာကတော့ရွေးချယ်မှုတွေလုပ်တဲ့အခါမှာပိုကောင်းလာအောင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့အတူကိုယ်မှရှိနေတာကိုတန်ဖိုးမထားမိတာတွေပြစ်ပယ်မိတာတွေမလုံးမိစေနဲ့ဆရာသမားစကားကိုနားထောင်ပါပညာရက်တွေကိုလေးစားပါပညာနဲ့ရှင်ပြီးတော့တွေးတောကြံစည်လှုပ်ဆောင်ပါLucky number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစင်ပြေချောမွေ့ကြပါစေဒီဗီဒီယိုကိုစုံနဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်